ဘာကြီးကို ဒါကြီးကဘာကြီးလဲဒါကြီးကလူကြီးလေညီမလေးနဲ့အတူဂိမ်းတစ်ခုဆော့မယ်ရှုံးတဲ့လူက9000ပေးရမယ်ဒါပေမဲ့ညီမလေးရှုံးသွားလို့အကိုကိုပေးတဲ့9000အကိုသုံးမှာတော့မဟုတ်ဘူးအကိုကလူတဲ့ဟာရှိတယ်ပေါ့နော်3သိန်းလို့2သိန်းလို့လူတာရှိတယ်ပေါ့နော်အဲ့ထဲမှာအကိုကထဲမှာအကိုသုံးမှာတော့မဟုတ်ဘူးပေါ့နော်တစ်ယောက်ကိုတစ်ရွက်စီစာရွက်ပေးမယ်ဘောပန်လည်းပေးမယ်ပေါ့နော်ကြိုက်တဲ့ခဏန်၄လုံးကိုစာရွက်ထဲမှာချရင်တစ်ယောက်ရဲ့နံပါတ်ကိုတစ်ယောက်ကခံမှန်း TikTok မှာတော့အများစုရီးစားတွေကစော့ကြတာပေါ့နော်ကိုဘီကတော့ရီးစားမရှိလို့เนาะကျုံးနေတာတွေ့ရလူနဲ့ live စော့ရပေါ့နော်1 to 9စိုက်တဲ့ခဏ ready ပဲလား Okay lady first ရင်ပေးလိုက်မယ် 3 6 8 7 3687မှာနံပါတ်3မှန်ပါတယ်နံပါတ်3က8ပါ5667 နံပါတ်2မှန်တယ် နံပါတ်2 6မှန်တယ်နော် Okay okay အဲ့ဒါမြင်သွားလားမသိဘူး 1 4 148 483 မားတယ်တလုံးမှမပေါဘူး8ကတော့ငကိုတွေကပါပြီးသားဆိုတော့4678 နောက်ဆုံးလုံးမှန် အိတ်မှန်သွားပြီပေါ့။အိုးဟိုး။အိုးဟိုးဒီစနေပြီ။ဒီ game ရဲ့နာမည်ကကျတော့သူက crack the code ပေါ့နော်။ကုတ်တွေကိုခံမှန်းရတဲ့ game ပေါ့နော်138 138 no တလုံးမှမပေါဘူး။အိတ်ပဲပါတယ်။888 အဲ့တော့အကိုပြရမပါဘူးနော်။ Okay ဟောငါဟုတ်သွားပဲကွာ။ fight ကြီး 5189 no ဘာယူ 7698အတော့9ပါ နိုင်ပါတယ်။ရောက်ရင်ဒီစနေပြီ ဘာကြီးကို ။အာကြီးကဘာကြီးလဲ။အာကြီးကလူကြီးလေ။ 1280 No. 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 8698. ဟုတ်လား Oh, okay, okay. 58 No. 8ပဲပါသေးတယ်9698. Oh, yeah. 6789 No. No. ငါတို့ဦးရနေပြီ3698. ဟုတ်ဟောသူဟာဘာတော့အဲ့တလုံးပဲပါကျန်တဲ့ခါမပါတော့5483 No. No. တလုံးမပါသေးဘူး8ပဲပါသေးတယ်2698.ငါတီးတယ်7685ပါကိုပြီးရေးထားတာဟောဒါကကိုပြီးဟာပေါ့နော်ဒီလိုလေးကြည့်လိုက်မယ်သူညစ်တာ ဟာရမအဲ့လိုမပြောနဲ့လေကွာ ဟောအမှန်တော့စကားပြောပါမယ်ကိုပြီးသုံးဖို့အတွက်မဟုတ်ပါဘူးပေါ့နော်တကယ်ထည့်ပြီးလူပေးပါမယ် ဆုံးတော့လည်းပေးရမှာပေါ့ E to the Z easy ကျေးဇူးတင်ပါတယ်